ဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရကရှင်းလောက်တင်အဝဲမှာဥပြည့်စေကဆရာတော်ဖယားကရှာပြဖို့အမိသားကိုရိုင်းတို့လိုက်တာရမယ်ရိုင်းတို့ကြည့်ဝင်ဝါရခခဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးမျက်ရည်ဆူဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရဟရှင်းလောက်တင်အဝဲမှာဥပြည့်စေကဆရာတော်များကပစီဖြစ်မဲ့အမိသားကိုရှာလို့လိုက်တာရမယ်ရှာလို့ကြည့်ပြီးဩဝါဒဟောကြားတာအမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးရဲ့ဤလေးဆိုရှင်ဝင်ပိုက်ခါမွေးခင်ကလို့အမိရင်နဲ့မရဲ့ကလေးလို့တာလူရီဖြစ်ဖြစ်မဲ့အမိမခွဲရနိုင်လို့လောကအချစ်တင်ဘဝချီဝင်းဝဲရောက်ပြီးမို့ရဟန်းပေါင်းတွင်တွတ်တွင်မို့လို့အပေတကားပိလို့ချမ်းတကားဖွင့်ပြီးကွယ်ဝမ်းသာမျက်ရည်ဆိုတော့တင်ဝီမဲ့အမိသားကိုတင်ပြီးယခုမှဆိုင်၍သမုဒိယဖြစ်မဲ့ရဟန်းသားတော့ဖြစ်သွား၏မို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတာအမေလေးကြားတော့တင်အဝဲဝမှာတင်ဝင်အဝမှာအမေရဲ့ဒီလေးဆိုကိုလူမောညာတင်အဝဲဝမှာရောက်နေတဲ့အမေတယောက်ရဲ့ကြားတဲ့မျက်ရည်ဟာလူတိုင်းကမသိကြဘူးဗျာဖေသိနိုင်မှမလို့ဗျ။အော်ယဟန်တာမဏီလောင်းရမအေးတယောက်ကတော့သူ့သားလေးအာမကူကတော့လို့အော်သာဝနာပေါင်းတွင်းကိုသွတ်သွင်းတဲ့ပွဲမှာဘာလို့များငုံနေပါလေဘာလို့များငုံနေပါလေတွေးစရာ